more buff တွေကိုသိရင်သူတို့ကိုဘယ်လိုနေရာမှာဘယ်လိုသုံးနေဆိုတော့သိကြလားအဲ့ဒါဆိုလည်းဒီဗီဒီယိုလေးကိုကြည့်တော့အောင်နော်မင်္ဂလာပါ English with Esther Channel ကနေကြည့်ဆိုပါရစေဒီနေ့မှာတော့ Esther က English မှာအရင်ရေးချင်ရ more buff ကိုဘယ်လိုနေရာမှာဘယ်လိုသုံးနေဆိုတော့ကိုလွယ်လွယ်လေးနဲ့ရှင်းပြမယ်နော် more buff ဆိုတာဘာလဲ more buff ဆိုတာကတော့ main buff ကိုအကူအညီလုပ်ပေးတဲ့ buff ပဲဖြစ်ပါတယ် more buff က meaning ကိုပို့ပြီးတော့ strong ဖြစ်အောင် possibility ability permission ကိုပြောဖို့အတွက်သုံးပါတယ်အကောင်လုံးကြားတဲ့ more buff တွေကတော့ can could should will would may might must ဒီ buff တွေပဲဖြစ်ပါတယ်အဲ့တော့အခု Esther ကအဲ့ဒီ buff တွေကိုဘယ်လိုအခြေအနေမျိုးမှာဘယ်လိုမျိုးသုံးရမလဲဆိုတာကိုရှင်းပြသွားမှာပါကိုကတခုခုကိုလုံးနိုင်ဆုံးကိုပြောတဲ့အခါမှာ can နဲ့ could ကိုသုံးလို့ရပါတယ်ဥပမာနဲ့ပြောရမယ်ဆိုရင်တော့ I can speak English ငါအင်္ဂလိပ်ဘာသာစကားပြောနိုင်တယ် I could read when I was 5ငါအသက်9နှစ်အရွယ်တုန်းကစာဖတ်နိုင်တယ်ဒီလိုမျိုးလုံးနိုင်ဆုံးကိုပြောတဲ့အခါမှာ can နဲ့ could ကိုသုံးလို့ရပါတယ်နောက်တစ်ခုလုပ်ဖို့ကိုခွင့်တောင်းခြင်းတဲ့အခါမှာ can may could ကိုသုံးလို့ရပါတယ် Can I go out ငါအပြင်သွားလို့ရလား May I come in ဝင်လာလို့ရလား Could you borrow your pencil ဒီလိုမျိုးခွင့်တောင်းတဲ့ညရီမှာဆိုရင် can may could ကိုသုံးလို့ရပါတယ်နောက်တစ်ခုဖြစ်နိုင်ခြေကိုပြောတဲ့အခါမှာ may might could ကိုသုံးလို့ရပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ It may rain မိုးရွာတော့မယ် She might be busyသူမကအလုပ်များခြင်းများနေမှာ She could be free သူမအားခြင်းအားနေမှာဒီလိုမျိုးဖြစ်နိုင်ခြေကိုပြောတဲ့အခါမှာဆိုရင်လည်း may might နဲ့ could ကိုသုံးလို့ရပါတယ်နောက်တစ်ခုမဖြစ်မနေလိုအပ်တဲ့အရာတွေကိုပြောတဲ့အခါမှာဆိုရင် must ကိုသုံးလို့ရပါတယ် I must study ငါစာလေ့လာရမယ်ဒါဆိုအကြံဉာဏ်ပေးချင်တဲ့အခါမှာရောဘာကိုသုံးမလဲတေချာပေါက် should ကိုသုံးမှာပေါ့ You should study မင်းစာလေ့လာတဲ့နဲ့ဟိုတခုခုလောက်တာကိုခွင့်တောင်းချင်တဲ့အခါမှာဆိုရင်ရောCan you help me? Could you help me? Would you help me? Can could would ကိုသုံးလို့ရပါတယ်။ကိုကအကူအညီတောင်းမိပြီဆိုတော့ကိုကအကူအညီပြန်ပေးမယ်ဆိုရင်ရော Shall I help you? ငါမင်းအကူအညီပေးရမလား။ကိုကသူများကိုအကူအညီပြန်ပေးချင်တဲ့အခါမှာဆိုရင် shall ကိုသုံးလို့ရပါတယ်။အကတ်တွေအကြောင်းပြောချင်တဲ့အခါမှာတော့ will ကိုသုံးရပါမယ်။ I will come back ငါပြန်လာမှာ။နောက်ဆုံးတစ်ခုအနေနဲ့ခက်မှန်းတာတွေကိုပြောတဲ့အခါမှာဆိုရင်တော့ must, might နဲ့ can't ကိုသုံးလို့ရပါတယ်။ She must be tired. must ကိုကခက်မှန်းတာကပို့ပြီးတော့တေချာတဲ့နေရာမှာသုံးပါတယ်။နောက်တစ်လုံးအနေနဲ့ might. He might be at home. သူအိမ်မရှိကောင်းရှိနိုင်တယ်။ might ကိုတော့ဖြစ်နိုင်ခြေရှိရ maybe ဖြစ်ကောင်းဖြစ်နိုင်နေဆိုတဲ့နေရာမှာသုံးပါတယ်။နောက်ဆုံးတစ်ခု can't. It can't be funny. ဒါရေးစရာမဟုတ်ဘူး။ဒါကရေးစရာမဖြစ်နိုင်ဘူး။ဒီလိုမျိုးမဖြစ်နိုင်တဲ့အခြေအနေမှာဆိုရင်တော့can't ကိုသုံးပါတယ်အခုဆိုလို့ရှိရင် more buff တွေနဲ့သူတို့ကိုသုံးလို့ရတဲ့နေရာတွေကိုသိရှိလောက်ပေးချင်ပါတယ်အခုလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ဒီ English with Esther ဆိုတဲ့ channel လေးကို like and follow လုပ်ထားလို့ရပါတယ်ဒါအပြင် Facebook TikTok နဲ့ YouTube တို့မှာလေ့လာလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye